Hello အားလုံးပဲမင်္ဂလာပါရှင်အငုံဒီနေ့ကတော့မန်းလေးကိုရောက်ပြီဆိုတာနဲ့မသွားမဖြစ်သွားကိုသွားတဲ့နဲ့ပြီးရင်စားစရာတွေလည်းအစုံလင်ပေါ်တယ်မန်းလေးဈေးချိုကမုံစည်းတိုင်းကြီးကိုခေါ်သွားမှာဖြစ်ပါတယ်အငုံကတော့မန်းလေးသူပြီးပြီးမန်းလေးကိုပြန်ရောက်ပြီဆိုတာနဲ့ဒီမန်းလေးဈေးချိုမှာမုံနေမစားရရင်မနေနိုင်အောင်ဖြစ်တတ်တဲ့ယောဂရှိပါတယ်အခုဒီဆိုင်ဆိုလဲအငုံမန်းလေးကိုရောက်တိုင်းစားပြတဲ့ဆိုင်လေးပေါ့နော်အန်လီရှမ်းဆိုတဲ့ဆိုင်လေးပါဒီမှာရှမ်းနေရှမ်းတူဦးတုတ်တွေသူရှမ်းရွက်အစားအစာတွေအကုန်ရတယ်ပေါ့နော်သူတို့ဆိုလဲရောင်းနေတဲ့ကာလတက်တန်းတော်တော်လေးကြာတဲ့အသေးပေါ့နော်ဒါဒီတစ်ခေါက်မှာတော့အငုံတစ်ခါမှမစားဘူးသေးတယ်ဒါပန်းကြုံလေးကိုအငုံမှားလိုက်ပါတယ်တော့ဒီအတုံးကြီးကနေမှချစ်လို့ရတဲ့အမြင့်လေးတွေကိုဒါချိန်ငံဆက်ပုံစံမျိုးလေးတုပ်ပြရပါတော့ဒီထဲမှာဆိုရင်အဲ့လိုခန်းညင်ဒီအနှစ်လေးတွေနဲ့သူရွှဲရွှဲလေးမြေပဲလေးတွေနှမ်းလေးတွေထည့်ပြီးတော့ရွှဲရွှဲလေးတုပ်ပေးတယ်အဲ့ဒါကိုအရသာလေးကချင်းချင်းငံငံဆက်ဆက်လေးဆိုတော့လုံးဝထိထိမိမိလေးနဲ့စားလို့ကောင်းတယ်သူ့ရဲ့ပန်းကြုံသားလေးကလည်းတုံတုံအီအီလေးနဲ့ဟိုမှပါဇက်ထဲဟိုလေးထည့်လိုက်ပြီးဆိုတာနဲ့အရေးပျော်သွားပြီးတော့ချင်းငံဆက်အရသာလေးကပါဇက်ထဲမှာဆွဲပြီးတော့ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်ဒီအနီရှမ်းဆိုင်မှာလေရှမ်းခောက်ဆွဲရောရှမ်းတူဦးတုပ်လေးတွေရောစားလို့ကောင်းတယ်ပေါ့နော်ရှမ်းတူဦးတုပ်ဆိုရင်အငုံဒီဆိုင်ကအရသာလေးကိုအရန်ကြိုက်တယ်နောက်ပြီးအခုဒီပန်းကြုံဆိုရင်လည်းတပွဲကို2000ပဲရှိရပေါ့နော်တော်တော်လေးစားလို့ကောင်းပါတယ်အန်တီကတော့ဒီစားစာရှမ်းမြောက်စားစာလို့ပြောရပေါ့နော်ပြီးရင်ဒါပန်းကြုံဖြစ်လာတဲ့ဒါပန်းကြုံရဲ့အစေပေါ့နော်ဒီကောင်မှရေးစိမ်ပြီးတော့သူကြိုပြီးတော့မှဒီပန်းကြုံအတုံးကြီးဖြစ်လာတယ်လို့ပြောပါတယ်ရေးကြိုရောက်ရင်တော့ဒီပန်းကြုံလေးကိုစားကြည့်ပါတော်တော်လေးစားလို့ကောင်းပါတယ်နောက်တစ်ခုကတော့အငုံရဲ့အကြိုက်ဆုံးဖြစ်တဲ့ငါးရီကွန်ကျော်နဲ့ကြာစံကျော်ပါပြီးရင်တော့ဒီတစ်ခေါက်ငုံလေးပဲတုပ်လေးလည်းတွေ့ခဲ့လို့ပဲတုပ်လေးလည်းစားခဲ့တယ်ပေါ့နော်ပဲတုပ်ကတော့အငုံတို့ငငယ်ကလေးကျင်ရင်ကြောင်းရှိမှာရောင်းခဲ့တဲ့ကြာစံကျော်တဲ့စီမှာအမြဲတမ်းပါတယ်အမြဲတမ်းစားဖြစ်တဲ့အရန်ကြိုက်တာငငယ်ကနေအဲ့ဒါအောင်မှအငုံရန်ကုန်ရောက်တော့လေရန်ကုန်မှာရှာတယ်ရန်ကုန်ကပဲတုပ်စတိုင်ကကြာသူကအရေးရွှဲရွှဲပေါ့နော်အငုံကကြာဒီလိုမျိုးပဲစီလေးတွေနဲ့အာလူးလေးတွေနဲ့ပူစီနံလေးနဲ့6လေးတုတ်တာလေးကိုသဘောကျတာပေါ့နော်အခုဒီတစ်ခေါက်တွေ့ခဲ့လို့ငုံစားခဲ့ပါတယ်တော်တော်လေးစားလို့ကောင်းတယ်အာလူးလေးကလည်းစီစီလေးနဲ့ပဲလေးနဲ့ပူစီနံနဲ့မွေးလေးနဲ့ဟိုမှာချင်းငံဆက်လေးငုံတုတ်ခိုင်းလိုက်တယ်တော်လေးစားလို့ကောင်းတယ်ပြီးရင်တော့ကြာစံကြော်ပါကြာစံကြော်ကလည်းအငုံစည်းကြိုရအမြဲတမ်းစားဖြစ်တယ်ပေါ့နော်ဒီတစ်ခေါက်တော့ကြာစံကြော်လေးနဲ့ငါးရီကွန်ကြော်လေးကိုတွဲပြီးတော့တုတ်ခိုင်းလိုက်တယ်ပေါ့နော်သူကလေအချင်းကိုအဲ့လိုမကြီးရည်လေးရဲ့ sauce လေးရဲ့နဲ့အဲ့လိုလေးနယ်ပြီးငြုပ်သီးမုံလေးနဲ့လေတော်တော်လေးစားလို့ကောင်းတယ်ငုံတို့မန်လေးကတော့ကြာစံကြော်လေးငါးရီကွန်ကြော်လေးဆိုတာအမြဲတမ်းသူတို့အဲ့လိုတွဲရောင်းနေပြီးရင်အဲ့လိုအိုးကြီးရွက်ပြီးတော့မှရက်ကွက်ထဲတွေကိုပတ်ရောင်လေးရှိရပေါ့နော်ရန်ကုန်မှာတော့အငုံတိရတဲ့လောက်ကတော့အဲ့လိုမျိုးအကင်တယ်လေးနဲ့ကြာစံကြော်နဲ့တွဲတာတို့ဝတ်သားတို့နဲ့တွဲတာတို့အဲ့လိုမျိုးလေးတော့အငုံတွေ့ဘူးတယ်ပေါ့နော်အငုံကလေအဲ့လိုမျိုးအငုံကြိုက်တာလေးစားနေရပျော်နေရအခုလဲလေကြာစံကြော်တုပ်လေးကတော်တော်လေးကောင်းတယ်ပြီးရင်ဟင်းရလည်းလေမုံလာတုပ်ဟင်းရလေးဖြစ်တယ်မုံလာတုပ်လေးကအီပြီးတော့ဟင်းလေးချိုချိုလေးနဲ့တောက်လို့ကောင်းတယ်ပေါ့နော်ပြီးရင်အငုံသဘောကျတာလေဒီမှာရောင်းတဲ့အန်တီတွေအကုန်လုံးကလေအခုခေါင်းစွပ်တွေလက်အိတ်တွေနဲ့ဟိုမှာလေတေချာအောင်တတ်တတ်ရှင်းရှင်းနဲ့ရောင်းကြတယ်ပြီးရင်တနခါပွေးစားတွေနဲ့ဟိုပန်းကြီးတွေနဲ့လေအရန်ကိုလှပြီးအရန်ကိုချစ်စရာကောင်းကြရသိလားခုစားမှာတော့ထမင်းတုပ်ပါထမင်းတုပ်ကိုမှသူပဲပုတ်လေးလည်းပါတယ်ပဲမုံနဲ့မြေပဲတွေတုပ်ထားတဲ့အတွက်စီစီထွထွလေးနဲ့ဟိုမှာပဲပုတ်နဲ့မွမွေးတင်းတင်းလေးနဲ့ဟိုမှာစားလို့ကောင်းတယ်ပူစီနန်လေးကြိုက်စားရင်လည်းပို့ပြီးတော့ရတာရှိပါတယ်ပြီးရင်တချို့ကြတော့ငဖဲတွေအကျော်တွေထည့်ပေါ့နော်အငုံကတော့အလွတ်စားရတာပဲပို့ကြိုက်ပါတယ်ရဲရန်ကိုစားလို့ကောင်းပါတယ်အခုတော့ပြောရင်းနဲ့မန်းလေးကိုလွှမ်းပြီးပြန်စားခြင်းနေပြီအငုံတို့မန်းလေးသူမန်းလေးသားလေးတော့ဘလို့တွေးပြီးလဲမသိဘူးเนาะအငုံတော့လေဈေးကြိုရောက်ပြီးတော့ဈေးကြိုကမုံနေစားနေရတဲ့အချိန်ဆိုအမြဲတမ်းဂုံယူမိရရှိရပေါ့เนาะငါမန်းလေးသူဖြစ်ရတာကန်ကောင်းလိုက်တာမန်းလေးကအစားစားလေးတွေကကောင်းလိုက်တာဆိုအမြဲတမ်းတွေးမိရပေါ့เนาะအခုလဲအီပြေနေနဲ့အငုံချင်မောင်းစားပါမယ်ဒီအမလေးအရန်သဘောကောင်းလာဈေးကြိုရောက်ရင်ဒီအမစီမှာဝယ်စားတည်လား3000မို့လား2000မို့လားအငုံဈေးနှုန်းတော့ငုံမမိတော့အများကြီးထည့်ပေးတာတည်လားအရသာလေးလေလုံးဝဟိုနော်စေတနာပါနဲ့ဟိုသူအရသာတွေဆက်ပေးတယ်ပြီးရင်ပဇွန်ချောက်တွေလည်းအများကြီးထည့်ပေးပြီးတော့လေချင်းဆက်ဆက်တော်တော်လေးစားလို့ကောင်းတယ်အဲ့သူ့ရဲ့ချင်မောင်းပေါ့နော်အငုံကတော့ဒီမှာဇီးပြူသီးတွေတရက်သီးတွေနဲ့အဲ့လိုမျိုးညပြီးနေခိုင်းလိုက်တယ်အမကြီးပဇွန်ချောက်တွေလည်းအများကြီးပဲချင်းဆက်ဆက်နဲ့လုံးဝအီပြေသွားပြီးတော့ထိမိနေရပဲအဲ့တော့ဒီအမစီမှာဝယ်စားကြည့်ပါတော်တော်လေးလည်းသဘောကောင်းတယ်ပေါ့နော်ပြီးရင်တော့အချိုအနေနဲ့အငုံမုံလက်ဆောင်တောက်ပါမယ်မုံလက်ဆောင်ကလေခုနောက်ပိုင်းကတော့မုံလက်ဆောင်ထညက်ရည်ထဲတာရိုးရိုးပုံးနေနဲ့ပဲထဲတာတွေ့တော့ဒီဆိုင်လေးကလေအိုးလေးနဲ့ထည့်တာတွေ့လို့လေငယ်တော့ဆိုရင်တော့အိမ်မှာအဲ့လိုနေကင်းအိပ်ပြီဆိုရင်အမေကလာတဲ့မုံလက်ဆောင်တဲ့ကိုဝယ်တိုက်တယ်ကွာအခုကတော့ဒီလိုမျိုးအိုးလေးနဲ့တွေ့တော့ငယ်တော့ပြန်တတိရသွားလို့အဲ့လိုမျိုးအိုးလေးနဲ့တဲ့စီမှာမုံလက်ဆောင်ထညက်ရည်လေးနဲ့မှားလိုက်တယ်ပေါ့နော်လုံးဝကိုလေတောက်လိုက်စီမှာရင်ကိုအေးပြီးတော့ချိုမြပြီးတော့ကွာတော်တော်လေးတောက်လို့ကောင်းတယ်လုံးဝဟိုပင်မန်းနေရတောင်ပျောက်သွားတယ်လို့မျိုးခံစားရတယ်ပေါ့နော်ဆိုတော့မန်းလေးကိုရောက်ပြီဆိုတာနဲ့မန်းလေးဈေးချိုလာပြီးတော့မုံတွေကိုအရင်ဆုံးစားပါလို့ငါပြောချင်ပါတယ်ဆိုတော့ငုံလက်ဆက်ပြီးတော့စားလိုက်ပါအောင်မယ်နောက်ထပ် vlog မှာပြန်တွေ့မယ်နော်အားလုံးပဲတတာ